အခုတလောကားတို့အရန်တက်ကြနေတဲ့ variant night market ကိုခေါ်သွားပါမယ်ကားတို့အရန်နေဆိုရင်တက်မှတ်တိုင်နဲ့ယထာစီရပါတယ်ဒါယထာဘုရားမှာလာစောင့်နေကောင်းလေးတယောက်ပါစားတောက်နဲ့ပတ်သက်ရင်တော့အရန်စူးစမ်းကြတယ်ဒါဘောကဆင်းရတယ်အောက်မှာ night market ပါပဲတော်တော်ကြီးရယ်ဆိုင်တွေလည်းအများကြီးပဲဈေးလည်းတက်တာတယ်စားလို့လည်းတကယ်တန်တယ်အဲ့မှာဒူးရင်သေးရဟေးအဲ့အတွေ့အကြုံတော့မဟုတ်ဘူးเนาะအရန်ချစ်နေကြတာဗီဒီယိုထဲမှာစားစရာတောက်စရာတွေကတော့အစုံပါပဲဒါတော့ကာရင်တို့အမြဲစားနေကြဝက်နိုင်လို့ပါတစ်ချက်လုံးမှာ150ပဲရှိတယ်တင်မော်တီတောင်းပါညာကြိုက်ရင်လည်းအများရွယ်ကာရင်ကတော့မကြိုက်ဘူးပေါ့เนาะဒါကတော့အမြဲစားနေကြထမင်းကြော်ပါတခါတလေဆိုလူအရမ်းများလို့စောင့်ရတာအကြာကြီးပဲကနန်းထမင်းကြော်စားတာများတယ်ပေါ့နော်သူကတော့80ဘတ်ပဲရှိပါတယ်ကြော်ပြီးတာမြန်မာကောင်လေးပဲသူကတအားချီတာသူကတပွဲဆိုရင်အများကြီးပဲစားရတာဗိုက်ပြည့်ရကွာအဲ့ဒါကနန်းသားလေးထည့်နေရပါဒါကတော့ဂိတ်ဒီပါဂိတ်ဒီကတော့မစားဘူးဒီတိုင်းရိုက်ပြတာပါရေခဲမုတ်တေးစားကျင်လိုက်တာဒီခောက်ဆွဲကြော်တွေကလေဘေးဟာယူ25ဘတ်ပဲရှိရကွာဒီလားအရန်တန်တယ်ပြီးတော့ကိုလာလေးတောက်တယ်ပေါ့နော်ကိုလာလည်းဒီရေခဲနဲ့ကိုလာပြည့်တော့30ပေးရပါတယ်တယောက်တည်းတော့မကုန်ဘူး2ယောက်တောက်မှပဲရတယ်ဒါကခုနကကာရင်ပြောတဲ့ဝက်နိုင်ယူပေါ့နော်အဲ့ဒါတပြားဝယ်လိုက်ပါတယ်တဲတန်ဖဲ့ပါတယ်ချီယာအသားတွေပဲကွာဒီလားတကယ်တန်တယ်ဒါကတော့ share ကြိတ်တာပေါ့နော်အစားတောက်နဲ့ပတ်သက်ရင်တယောက်နဲ့တယောက်မညာစတဲ့မို့လူမိုက်တွေကတော့ဘီယာတောက်ပါတယ်ဒါပေမဲ့ကတော့ရိုးရိုးသားသားကိုလာပဲတောက်တယ်ဒီဟာလေးလည်း20ဘူးဝယ်လိုက်ပါသေးတယ်အဲ့လုံးလေးတွေဘလို့လဲမသိဘူးခေါ်တယ်မိသွားလို့ဘီတော့ဆိုင်တေးလေးလည်းအဲ့နာမှာတက်ဆိုင်ရှိပါတယ် fashion တွေပါဖြုတ်ချင်ဝင်ချင်းရိုးရတယ်ပေါ့နော်နိုင်မှာကတော့တော်တော်ကျဲတယ်ကတော့ဆိုထမင်းမချက်ချင်တဲ့နေရာမှာပဲသွားစားပြတာများတယ်ပေါ့ဈေးလဲတန်တော့လေစားလို့ပြီးလို့ဘိုက်လဲဝပြီးဆိုပြန်มาတော့မယ်တတာ